ခွေးကခွေးပဲတဲ့အဲ့ဒီစကားအမိုက်ရိုင်းနေနော်ဘာခွေးရမှာလဲအလကားစားတာပါဟုတ်ပါတယ်ခွေးရခွေးပါပဲဒါပေမဲ့ကျွန်တော်တို့လိုမျိုးတရိษံချစ်တဲ့လူတွေကကြတော့တရိษံတွေကိုလူလိုမျိုးသဘောထားပြီးတော့ကျွေးမွေးတယ်ဆောက်ရှောက်တယ်ကာကွယ်ပေးတယ်ချစ်ပေးတယ်ဒီလိုပေါ့နော်တရိษံချစ်တဲ့စိတ်ကလှုပ်ယူလို့မရတဲ့စိတ်ထားလေးတစ်ခုဖြစ်တယ်တရိษံချစ်တဲ့လူတိုင်းရဲ့စိတ်နဲ့စိတ်ထားကကျင်နာတတ်တဲ့နှလုံးသားရှိကြတယ်ကိုချင်းစာတတ်တဲ့နှလုံးသားရှိကြတယ်ပြီးတော့တာဝန်ယူတတ်ကြတဲ့နှလုံးသားရှိကြပါတယ်တရိษံတွေကိုအစာကျွေးတာကအစပြန်ရလိုတဲ့စိတ်နဲ့ကြွေးတာမဟုတ်ပါဘူးသူစားပါစေဆိုတဲ့စိတ်နဲ့ကြွေးတာပါပြီးတော့နောက်ထပ်ကြားဖို့တာတစ်ခုကချစ်ချင်းမြတ်တာအစ်စ်လိုချင်ရင်တဲ့တရိษံမွေးပါတဲ့အဲ့ဒါတကယ်လည်းဟုတ်တယ်နော်ကိုချစ်ပေးတယ်လို့မျိုးတို့လည်းကိုကိုပြန်ချစ်ပေးနိုင်ပါတယ်ခွေးကခွေးပဲပြောတဲ့လူတွေကလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်တို့လိုမျိုးတရိษံချစ်တဲ့လူတွေကကြတော့ခွေးကိုခွေးလို့ခေါ်တာမကြိုက်တာရှိတာပေါ့နော်အမှန်တကယ်ကလည်းမကြိုက်ပါဘူး